တိဆန်လူတဲ့ဒါနဟာအစတရားကျိုးပေးတယ်ဆိုတော့အစတရားဆိုတာနေတာမှမဟုတ်တာနော်ကိုကတစ်ခါလုပ်ရင်စတယ်လူတွေကတော့ထင်လိုက်ပဲခုတစ်ခါလုပ်တာအစတရားမများလို့မလားမများဘူးဘာကြောင့်မများဘူးလို့ပြောရတော့ဆိုကိုလက်တွေ့ကြည့်ပေါ့တရက်စီလေးတစ်စီပဲဆိုင်တစ်စီဆိုင်ရင်တရက်သီးကတစ်လုံးပဲသီးတင်တာပေါ့ဘယ်ဟုတ်မလဲတရက်စီတစ်စီဆိုင်လိုက်တာနဲ့တရက်ပင်ကသီးလိုက်တာထောင်ချီဖြစ်နေအကျိုးဆိုအဲ့လိုလူပွားလာနော်လူပွားလာဒါနကောင်းမှုကအဲ့ဒီတစ်ပင်ဆိုင်တာနဲ့အလားသဏ္ဍာန်တူတယ်ပေါ့ကိုစိုက်တုံးကတစ်စီပဲစိုက်တယ်သို့တော့ရလာတဲ့ fruition တွေ fruit နော်အကျိုးတရားတွေကြတော့များများအမြောက်များစွာရတယ်